လေးတော်တော်ရဲ့ယောက်ျားတလားရှင့်ကိုနောက်ဆုံးမီးမဝဲခိုင်းရှင်စည်းကိုဝဲလာမှာ ကဲရော့ရပြီ ဟာလောက်လာပြန်တာတော့ဟာရှင့်ကိုကျမတခုတည်းမှားလိုက်တာရှင်အဲ့တခုကိုမှားဝဲလာတယ် မင်းမလိုက်တဲ့ဟာရနာမည်ရတူနေအောင်ကွာ ဟောင်းနာမည်တူရမှာလေဟာရှင့်ကိုကျမဒဲအိုးမှာရှင်ဘာကိစ္စလဲတဲ့အိုးဝဲလာတော့ ဩအိုးကျင်တော့အတူတူပဲလေကွာ ရှင်လေးတော်တော်ရဲ့ယောက်ျားတလားရှင့်ကိုနောက်ဆုံးမီးမဝဲခိုင်းရှင်စည်းကိုဝဲလာမှာ ဟောအဲ့လိုတော့ပြောနေလေကွာ ဘလို့ချင်းဒီအိုးပြတ်သွားရအောင်ကျမဆန်ကျမပြန်ပြီ တော်စမ်းပါကွာငါနောက်ထပ်အိုးတစ်လုံးပဲစိုက်ပြီးဝယ်လာခဲ့မယ် တော်လိုက်တော့ကျမရှင်ဘာမှမခိုင်းတော့ကျမမဆိုင်ရင်ရှိ ဟာစင်းတော့ဘယ်ကောင်းလဲ ရှင်ရလေပြောရင်လည်းတုံးနေဆိုခိုင်းရအောင်မတလားဘကိုးမှနေပြီးစိတ်ရင်းအောင်မတည်ရရှင်တော်တုံးနေယောက်ျားစိတ်ရင်းဆိုတာ store online ကနေလည်းမှားလို့ရတယ် A few moments later. မှန်လားဘယ်အိုးဆိုတာ ဟောအဲ့ဒါငါ့ကိုနေပြီးသွားကနေသေးတယ် နေဘူးလဲသွားစီခြင်းလို့ဘာဖြစ်လို့လဲ What? ကိုလူကိုလည်းကိုလုံဖြစ်ချင်းစင်းပေးရနေတော့မိမလို့ကျွန်တော်ဝယ်ပြီး